တစ်ချိန်လုံးကတဲ့စင်မီတွေရေဆုပ်ဆက်တွေမရှိသေးဘူးဗျဒါပေမဲ့အဲ့ဒီလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကလူရေတန်းကျော်ရှိတဲ့ရောမမျိုးကြီးကိုဒီနေ့ခေတ်လိုပဲပိုက်ကောင်းလေးဖွင့်လိုက်ရုံနဲ့ရေကိုသွန်းနိုင်အောင်လုပ်ပေးနိုင်ခဲ့ကြပါတယ်ဘယ်လိုလုပ်ပေးခဲ့ကြတာလဲဒီနေရာမှာပြဿနာတစ်ခုကရှိနေပါတယ်ရောမမျိုးဟာလူရေတွေတိုးတက်လာတဲ့အတွက်မျိုးဘေးကတိုက်ပါမြည်ရေကမလုံလောက်တော့ပါဘူးမတန်ရှင်းတော့ပါဘူးရေရင်းနေကလည်းမလောက်တော့ဘူးမြည်ရေကလည်းမလုံလောက်တော့တဲ့အခါရောမမျိုးကြီးဟာရေငတ်မဲ့အန်နေရင်နဲ့ကြုံတွေ့လာရပါတယ်ဒီတော့အင်ဂျင်နီယာတွေကစဉ်းစားပုံပြောင်းလဲကြပါတယ်မျိုးထဲမှာရေမရှာတော့ပဲမိုင်မောင်မြောက်စွာဝေးတဲ့တောင်တန်းတွေစီကိုမျက်စိကျခဲ့ကြပါတယ်ရောမအင်ဂျင်နီယာတွေကမျိုးထဲမှာရေမရနိုင်တော့တာသိလိုက်တဲ့အခါပြဿနာကိုမျိုးထဲမှာတင်ဖြေရှင်းဖို့မကြိုးစားတော့ပါဘူးသူတို့ကမြို့အပြင်ကရေရနိုင်မဲ့နေရာကိုလိုက်ရှာခဲ့ကြပါတယ်ဒါကရောမအင်ဂျင်နီယာတွေရဲ့ပထမဆုံးသင်္ကေတရှစ်ပါပဲမျိုးထဲမှာရေမရှိရင်ရေရှိရဲ့နေရာကနေရေကိုရအောင်ဖန်တီးမယ်ဆိုပြီးတော့ပေါ့ဒါပေမဲ့စိန်ခေါ်မှုတွေကတော့ရှိနေသေးပါရေအရင်းမြစ်ကမိုင်90လောက်ဝေးတဲ့နေရာမှာရှိနေတာပါအခုခေတ်ကားနဲ့သွားမယ်ဆိုရင်တောင်တနာရီလောက်မောင်းရမယ်ခီးပါရေဆုပ်ဆက်မရှိအင်ဂျင်မရှိတဲ့ခေတ်မှာလေလောက်ဝေးတဲ့ခီးကိုရေတွေအဆက်မပြတ်စီးလာအောင်ဘယ်လိုစီမံကြမှာလဲသူတို့မှာအဆင့်မြင့်နည်းပညာမရှိပေမဲ့ဂရိုမာလိုမျိုးရိုးရှင်းတဲ့တိုင်းတာရေးကိရိယာတွေရှိနေပါတယ်သူတို့ကဒီကိရိယာလေးနဲ့ပဲမိုင်90အတွင်းတစ်လက်မှတောင်အမှားမခံတဲ့ရေတန်းချောင်းကြီးတစ်ခုကိုတဆင်ချင်းပုံဖော်ခဲ့ကြတာပါဒီပုံကိုကြည့်လိုက်ရုံနဲ့ဒီဂရိုမာဆိုတဲ့ကိရိယာလေးဟာအခုခေတ်တီယိုဒိုလိုက်တွေရဲ့ဘိုးဘေးပဲဆိုတာလူတိုင်းသိကြမှာပါရေဆုပ်ဆက်မရှိအင်ဂျင်တွေမရှိပါပဲနဲ့ဒီရေတွေကိုမိုင်90ကျော်အောင်ဘယ်လိုရွေ့အောင်လုပ်မှာလဲအဖြေကတော့ရိုးရှင်းပါလေ gravity ဆိုတဲ့ကမ္ဘာဆွဲရပါပဲဒါပေမဲ့ gravity အတိုင်းဒီတိုင်းစီခိုင်းတယ်လို့လည်းမရပြန်ပါဘူးဒီနေရာမှာအင်ဂျင်နီယာပညာရက်ကအရေးပါလာပါတယ်အဲ့ဒါကတော့ gradient လို့ခေါ်တဲ့စောင်းနှုန်းပါတကယ်လို့ gradient ကအရမ်းများနေရင်ရေစီးကအရန်တာမှလာပြီးတော့ရေမြောင်းတွေကိုတိုက်စားပျက်စီးစေပါလိမ့်မယ်။ဒါပေမဲ့ gradient ကနေလုံးမြန်ရင်လေရေစီးနှုန်းကအရန်နှေးသွားပြီးတော့အညစ်အကြေးတွေကိုအနေထိုင်ကရေမြောင်းတွေကိုပိတ်ဆို့သွားပါလိမ့်မယ်။ဒါကြောင့်ရောမအင်ဂျင်နီယာတွေဟာတမိုင်မှာလက်မနဲ့ငယ်ပဲစောင်းတဲ့အလွန်တိကျတဲ့လမ်းကြောင်းကိုမိုင်ပေါင်း90ကျော်အောင်ထိန်းထားနိုင်ခဲ့ကြပါတယ်။ဒါအပြင်သူတို့ခေတ်အခါကသုံးခဲ့တဲ့ gradient ဟာကျွန်တော်တို့ယနေ့ခေတ်အသုံးပြုနေတဲ့ gradient နဲ့တစ်ထပ်ထက်နီးပါးတူညီနေပါတယ်သူတို့စီမှာဂရိုမာအပြင်ခိုရိုဘိတ်ဆိုတဲ့တိုင်းတာရေးကိရိယာလည်းရှိနေပါသေးတယ်အဲဒီတိုင်းတာရေးကိရိယာကတော့ကျွန်တော်တို့ဒီနေ့ခေတ် level 7ရဲ့သဘောတရားနဲ့အတူတူနီးပါပါပဲပြောရရင်တော့ရောမတွေဟာရေကိုတွန်းတင်ကြမလို့ပဲနဲ့သူ့ဘာသာသူလမ်းရှာတတ်အောင်လုပ်ပေးခဲ့တာပါဒါပေမဲ့မိုင်90ခီလက်မှာမိမျက်နှာပြင်ကအမြဲတမ်းညီညာမနေပါဘူးလမ်းမှာအေယာမဂျိုင်ဝမ်းကြီးတွေမြစ်တွေခန့်နေရင်ရောရေကကပတ်ဆွဲအားကြောင့်ဂျိုင်ထဲကိုအောက်ဆိုင်ပြီးဆင်းသွားမှာပေါ့ဒါဆိုရင်တစ်ဖက်ကန်းကမြို့ကိုရေကမရောက်နိုင်တော့ပါဘူးဘာလို့လဲဆိုတော့ရေလမ်းကြောင်းကအမြဲတမ်းမြင်းမြောင်တိုင်းရှိနေဖို့လိုအပ်လို့ပါဒီနေရာမှာရောမတွေရဲ့အံ့ဩစရာတတိုင်းအင်ဂျင်နီယာပညာရက်ကအရေးပါလာပါပြီသူတို့ဟာဂျိုင်ဝမ်းကြီးတွေပေါ်မှာအေယာမကြောက်တရားကြီးတွေစောက်ပြီးရေလမ်းကြောင်းကိုအပေါ်ကနေတက်ဖြတ်စီခဲ့တာပါဒါတွေကို aqueduct bridge လို့ခေါ်ပါတယ်ဒီလိုနဲ့ရေဟာဂျိုင်ဝမ်းတွေမြစ်တွေကိုကျော်ဖြတ်ပြီးလူတန်းနေတဲ့မြို့ကြီးကိုအသက်ရှင်စေခဲ့ပါတယ်ဒါဆိုမေဒီယာရှိတာကဘာလို့တရားတွေကအခုံးနေဖြစ်နေတာလဲအပေါ်ကနေမြင်းမြောင်တိုင်းကြောက်တုံးကြီးတွေတင်လိုက်ရင်မရဘူးလားတကယ်အဖြေကတော့မရပါဘူးဘာဖြစ်လို့လဲဆိုတော့ကြောက်တုံးတွေကအလဲကနေကွညွှတ်တဲ့တိုင်ကိုမခံနိုင်လို့ပါပဲအပေါ်ကဝိတ်ကအလဲကိုဖိလိုက်တဲ့အခါအဲ့ဒီဓာတ်ဟာကျိုးကျသွားပါလိမ့်မယ်ဒါကြောင့်သူတို့ကအခုံးပုံစံကိုသုံးခဲ့ကြပါတယ်အခုံးဆိုတာ
ကြောက်တုံးလေးတွေကိုတစ်ခုနဲ့တစ်ခုတွန်းကန်ထားပြီးဝိတ်ကိုထိန်းထားတဲ့စနစ်တစ်ခုပါဒီနေရာမှာအရေးကြီးဆုံးကအလဲတဲတဲက keystone ပါပဲဒီကြောက်တုံးကအပေါ်ကလာတဲ့ဝိတ်အားလုံးကိုလက်ခံပြီးဘေးတိုက်စီးဆင်းသွားအောင်ဖြန့်ပြီးပို့ပေးလိုက်တာပါဒီအားတွေဟာအရဲ့အခုံအတိုင်းစီးဆင်းသွားပြီးမြေကြီးထဲကိုစီးဝင်သွားပါတယ်ဒါကြောင့်ပဲဒီတရားတွေဟာတန်ပေါင်းများစွာလေးတဲ့ရေတွေကိုနှစ်ပေါင်းထောင်ချီပြီးထမ်းထားနိုင်တာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်မပြောမဖြစ်ပြောရမယ့်အကြောင်းအရာတစ်ခုရှိပါတယ်ရောမရေသက်စနစ်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ကဒီလိုအပ်တရားကြီးကိုပဲပြင်းမြင်ကြတာပါဒါပေမဲ့တကယ်တမ်းမှာတော့ဒါဟာစနစ်တစ်ခုလုံးရဲ့20%ပဲရှိပါတယ်ကျန်တဲ့80%ကျော်ကမြေအောက်ထဲမှာပါဘာလို့မြေအောက်ကသွားတာလဲဖြေကတော့ရိုးရှင်းပါတယ်ရေကိုနေအောင်မထိအောင်နဲ့ရန်သူတွေမဖြစ်သိနိုင်အောင်ကာကွယ်ဖို့ပါပြီးတော့ဒီနေရာမှာ Roman concrete လို့ခေါ်တဲ့အထူးကွန်ကရစ်ကိုသုံးထားပါတယ်ထူးခြားတာကဒီကွန်ကရစ်ဟာရေနဲ့ထိလေးလေးပိုပြီးမာလာလေးပါပဲဒါပေမဲ့တချို့နေရာတွေမှာတော့ပြဿနာရှိပါတယ်တောင်ကြားတွေကရက်နယ်လွန်တဲ့အခါတရားစောင့်နိုင်ဖို့မဖြစ်နိုင်တော့တဲ့အခါဘယ်လိုလုပ်ကြမလဲဆိုတဲ့မေးခွန်းကရှိလာပါတယ်အဲ့ဒီခါမှာတော့ရောမတွေဟာ inverter ဆိုင်ဖုန်းဆိုတဲ့သဘောတရားကိုသုံးလိုက်ပါတယ်ရေကိုအမြင့်ကနေပိုက်နဲ့အရှင်မြင့်လွှတ်ချလိုက်မယ်အောက်ခြေကိုရောက်တဲ့အခါရေကအရှိန်နဲ့တစ်ဖက်ကန်းကိုပြန်တက်သွားသေးတာပါတခုပါပဲတစ်ဖက်ကန်းကထွက်ပေါက်ဟာမူလယူဝင်ပေါက်ထက်နည်းနည်းလေးပိုနှိမ့်နေဖို့တော့လိုပါတယ်ကြားရတာလို့ပဲလက်တွေ့မှာတော့အောက်ခြေကရေဖီအားဟာကြောက်စရာပါဒါကြောင့်ဒီနေရာတွေမှာတော့ခဲနဲ့လှုပ်ထားတဲ့အထူးပိုက်တွေကိုသုံးပြီးရေဖီအားတံကိုခံနိုင်အောင်ဖန်တီးခဲ့ကြပါတယ်အခုဆိုရင်ရေတွေကမြို့တကားဝကိုရောက်လာပါပြီဒါပေမဲ့ဒီရေတွေကိုမြို့သူမြို့သားတန်တန်းကျော်စီဘယ်လိုဖြန့်ဝေမလဲရောမတွေကကက်စတယ်လန်လို့ခေါ်တဲ့ရေကန်ကြီးတွေကိုသုံးပါတယ်ဒါဟာခေတ်သစ်ရေပေးဝေးစနစ်ရဲ့အစပါပဲဒီကန်ကြီးတွေကနေပိုက်လိုင်းတွေကို၃ပိုင်းခွဲထုတ်လိုက်ပါတယ်ပထမပိုက်လိုင်းကတော့လူတိုင်းသုံးနိုင်တဲ့အများသုံးရေပန်းတွေစီကိုပါဒုတိယတစ်ခုကတော့ရောမသားတွေအမျက်တနိုးသုံးဆွဲခဲ့တဲ့အများသုံးရေချိုးဆောင်တွေစီကိုဖြစ်ပြီးနောက်ဆုံးပိုက်လိုင်းကတော့အခွန်ဆောင်နိုင်တဲ့လူချမ်းသာလူကုန်ထံတွေစီကိုပါရေကြီးတာကရေမလောက်တော့တဲ့အခါအများသုံးရေပန်းတွေကိုအရင်ပေးပြီးချမ်းသာတဲ့အိမ်တွေကိုနောက်ဆုံးမှပေးတဲ့ဦးစားပေးစနစ်ကိုသုံးထားတာပါဒီရေမြောင်းတွေမရှိရင်ရောမမြို့ဟာလူရတန်းနေထိုင်တဲ့ကမ္ဘာအကြီးဆုံးမြို့ပြကြီးဖြစ်လာမှာမဟုတ်ပါဘူးရေရှိတဲ့နေရာမှာမြို့ပြဟာအကန့်မသက်ကြီးထွားလာနိုင်ခဲ့ပါတယ်ဒါဟာရောမတွေရဲ့စွမ်းအားပါပဲသူတို့ကသဝါတရားကိုအင်ဂျင်နီယာပညာနဲ့နိုင်ယူခဲ့ပြီးတော့လူတွေရဲ့အခြေခံလိုအပ်ချက်ကိုဖြည့်ဆည်းပေးခဲ့တာပါဒါကြောင့်လဲရောမအင်ပါယာဟာနှစ်ပေါင်းထောင်ချီအောင်ခိုင်မြဲနေခဲ့တာပဲဖြစ်ပါတယ်ရောမတွေမှာအခုခေတ်လိုကွန်ပျူတာတွေစက်ရုပ်တွေမရှိခဲ့ပါဘူးဒါပေမဲ့သူတို့မှာသဝါတရားကိုနားလည်တဲ့အင်ဂျင်နီယာ mindset ရှိခဲ့ပါတယ်အန်အော်ရီယာကဒီစနစ်အများစုဟာဒီနေ့ထိအသုံးဝင်ဆဲဖြစ်နေတာပါဘာလို့လဲဆိုတော့နည်းပညာဆိုတာအချိန်နဲ့မျှပြောင်းလဲသွားနိုင်ပေမဲ့မှန်ကန်တဲ့စဉ်းစားတွေးခေါ်ပုံကတော့ထာဝရခိုင်မြဲနေလို့ပါပဲအခုလို engineering story တွေကိုကြိုက်နှစ်သက်ရင် subscribe လုပ်ထားပေးပါဦး